ဒီသူကဆိုးယူအသင်းရဲ့အလဲဘဟိုမီဖီဒါကိုစောင်းမဲ့ဖြစ်ပြီးသူ့ကိုတင်းချနက်ဖျားလို့လဲခေါ်ကြတယ်အဲ့ဒီနေ့မတိုင်ခင်ညမှာပဲလက်ကိုကီးပုတ်ပေါ်မှာနှိပ်နေတော့စောင်းပါတစ်ပုတ်ထွက်ခဲ့တဲ့ဆောင်းမင်ကပြိုင်ပွဲမှာပတ်အောင်မြင်မှုအဆင့်ပထမဆုံးရရှိခဲ့တယ်ဆိုတာဆောင်းယူဂျွန်ကပြောတယ်ပတ်ဆိုရင်သူကတော်တော်လေးအားကောင်းတယ်အလဲဘဟိုမီဖီဒါယာသူကကျွန်တော်နဲ့တူတယ်လို့သူကအရန်ဆွဲရအစဉ်းစားတယ်ဒီအချိန်မှာသူကအားကောင်းဆုံးလူတစ်ယောက်ပဲဟုတ်လားပြီးတော့သူကတုံ့ပြန်နည်းတွေတွက်ချက်ဖို့စတင်လိုက်တဲ့ဆောင်းမင်ရဲ့ယာတူကိုရယူပြီး59ပြိုင်ပွဲတဲ့ဝင်ချင်းရင်ကျွန်တော်ရဲ့စွမ်းရည်ကိုပြသဖို့လိုတဲ့အဲ့ဒါကအဲ့ချိန်မှာမဖြစ်နိုင်တာပဲဆောင်းမြူဂျင်ရဲ့မျက်နှာမှာဂုံယူနေတဲ့မျက်နှာပုံမဖုံးလွှမ်းနိုင်ခဲ့ပေမဲ့ဟဲရောက်မင်းနဲ့အဝါရောင်မီးစင်ရှိတာနဲ့19ခွက်ကကြာလာမှာပဲလက်ရှိမှာသူကသူ့အဖွဲ့သားဂွတ်ဒဲဂုံကိုပတ်လက်ခံဖို့အချက်ပြနေတယ်ဒါပေမဲ့ပြိုင်ဘက်ကဘောလုံးကိုလွယ်လင့်နဲ့ပိတ်ဆို့လိုက်တဲ့ဆောင်းမြူဂျွန်ကချက်ချင်းဥတီရပြတောင်းလိုက်တဲ့ဂူဒဲဂုံကိုပတ်ပေးဖို့ဒါပေမဲ့ထပ်မံရှုံးခံရတဲ့သူကမလျှော့ပဲဆက်လက်ပတ်ပေးတဲ့ဂူဒဲဂုံကိုမမျှော်လင့်ထားတဲ့အတိုင်းဘောလုံးကိုထပ်မံလွှတ်ပစ်လိုက်တယ်ဂူဒါကွန်ကမတက်တမ်းမကျေနပ်ဖြစ်ပြီးပျော့နဲ့ဒီဘလိုပတ်လဲဂူဒါကွန်ဆိုတာရှေ့တိုက်ကစားသမားပါဆွန်ယူဂျွန်ကလည်းကိုယ်တိုင်ရက်ပြီးစဉ်းစားနေခဲ့တယ်ဆွန်ယူဂျွန်ရဲ့ပတ်အောင်မြင်မှုလုံးကဘလောက်လဲသူကအကြောင်းပြောမရပဲရာခိုင်နှုန်းသူ့မြငါပြတ်သွားပြီးတကယ်တမ်းကိုမြန်လက်ခံရရှိခဲ့တယ်ဟာယုံမင်းမရှိရင်အဝါရောင်မီးစင်ကိုမမြင်နိုင်ဘူးမမြင်ရင်အစ်စ်အမှန်ကူညီပေးလို့မရဘူးဒါအပြင်ဒါဟာကြီးမားတဲ့စိုးရိမ်မှုတစ်ခုပါဒီတိုင်းဆိုရင်19ခွက်အိမ်မက်ကအလွန်ဝေးလွန်းနေပြီဒီအချိန်မှာသူ့အဖွဲ့သားကသူ့ကိုတတိပေးခဲ့တယ်ဆွန်ယူဂျွန်ဘာကြောင့်အဲ့ဒီမှာရက်နေတယ်လဲအမြန်ပြန်ကာကွယ်ဖို့သွားပါဆွန်ယူဂျွန်ရှိမှဒီအချိန်မှာအိုဆွန်မင်းရှိနေခဲ့တယ်သူကဘောလုံးကိုပတ်ပေးပြီးတစ်စက္ကန့်အတွင်းသူ့အဖွဲ့သားကဘောလုံးကိုလက်ခံဖို့ပြင်ဆင်နေပြီးဒီလူကဘောလုံးကိုဖမ်းယူခဲ့တယ်ပြီးတော့အမြန်ပစ်ခတ်ခဲ့တယ်ဒါပေမဲ့ဘောလုံးကကွန်ကရစ်တရားကိုထိပြီးဘောလုံးကွန်ကရစ်ကိုမဖြတ်သွားနိုင်ခဲ့ဘူးသူကမတက်တမ်းမကျေနပ်ဖြစ်ပြီးပျောနဲ့ဟဲနီးပါပဲဆွန်ယူဂျွန်ကဒီဘက်မှာလှုပ်ဝက်စိတ်ထဲမှာဆင်းစားခဲ့တဲ့ဟာယုံမင်းကဒီပတ်ကိုလက်ခံရင်ရမရတာလွယ်ကူမဲ့အဝါရောင်မီးစင်မရှိပဲဒီလိုပတ်ပေးနိုင်မလားဒီဘက်မှာအိုဆွန်မင်းကခေါ်ဆိုမှုကိုကြားပြီးရက်ခဲ့တယ်ဆွန်မင်းသူကမျက်နှာတက်ကြည့်လိုက်တော့ကိုချက်ကလည်းလက်မောင်းတင်ပြီးကောင်းတဲ့ပတ်ပါလို့ပြောခဲ့တယ်ဒီပြုမှုကစောင်းယူဂျွန်ကိုပို့ပြီးစိတ်ပူပန်စေခဲ့တယ်သူကိုချက်ဂျွန်ဝမ်ကချီးမြှင့်ခဲ့တာကြောင့်ငါမဖြစ်နိုင်ဘူးဆိုပြီးခံစားချက်တွေပေါ်လာခဲ့တယ်ဖီအားတွေခြေထောက်ပေါ်မှာချင်းကျဆင်းလာတာပဲငါကအပြည့်စုံပတ်တွေဖန်တီးရမယ်ဆိုပြီးစိတ်ထဲမှာပြောနေခဲ့တယ်ဒီဘက်မှာတယောက်ကဟာရောင်မင်းကျွန်တော်တို့ငွေကြေးတွေကတော်တော်လေးဖိအားကြီးနေတယ်လို့ပဲလို့မှတ်ချက်ပေးခဲ့တယ်သူကအတင်ပြီးမေးခဲ့တယ်ဒါပေမဲ့အဓိကအလဲလူ2ယောက်မရှိတာကြောင့်ပဲလို့ဆန်းဟယောင်မင်းကသဘောတူပြီးတိုက်ခိုက်သူ2ယောက်မရှိတာကြောင့်ပွဲရမှတ်ရတာတကယ်ခက်ခဲတယ်ဒါကြောင့်အလဲလူကဖိအားကြီးစွာကင်တွယ်ရမယ်လို့ပြောတယ်သူနာကလူတစ်ယောက်ကဆက်ပြောခဲ့တယ်အဲ့ဒီအလဲလူအနေနဲ့အိုဆွန်မင်းကပတ်တွေကိုမယုံနိုင်အောင်ဖြတ်နေတယ်သူတို့ကိုတိုက်ခိုက်ခံနေရတာမျှော်လင့်ချက်မရှိသလိုပဲမဟုတ်လားဆိုတော့ဆန်းဟယောင်မင်းကတုတ်ပြန်ပြောတယ်မဟုတ်ဘူးတကယ်တော့မဟုတ်ဘူးဒီအချိန်မှာသူ့အတင်းသားကဘောလုံးကိုလက်ခံပြီးနောက်ပြန်တိုက်ခိုက်ဖို့အခွင့်အရေးရလာတဲ့ရှေ့ဆက်သွားဖို့စောင်းယူဂျွန်ကလှုပ်ရှားပြီးအလွန်စိတ်လှုပ်ရှားစွာစဉ်းစားနေခဲ့တယ်ဒီကအခွင့်အရေးပဲလို့သူကဝိုင်းဝန်းကြည့်ပြီးလှုပ်ဝက်စွာတွက်ချက်နေခဲ့တယ်ငါကကူဒါကွန်းကိုတိုက်ရိုက်ပတ်ပေးနိုင်ရင်ကိုချက်လီဂျွန်းဝမ်ရဲ့အာယုံကိုဆွဲဆောင်နိုင်မှာပဲလို့မမျှော်လင့်ထားတဲ့အချိန်မှာတိုက်ပွဲဆိုင်ရာအသင်းကအဖွဲ့ဝင်2ဦးဟာစွမ်းရည်မြင့်စောင်းယူဂျွန်ရှိမှပေါ်လာခဲ့တဲ့သူကကြောက်ရွံ့မှုနဲ့တွေးတောခဲ့တာကဒီအကွာဝေးကနီးလွန်းလို့ဖြတ်တန်းဖို့မဖြစ်နိုင်ဘူးဆိုတာပါကံကောင်းစွာသူ့အဖွဲ့သားကအချိန်မီကူညီလာခဲ့တဲ့ယူဂျွန်ဒီမှာစောင်းယူဂျွန်ကမခွက်ပဲပြစ်ခတ်လိုက်တယ်ဒီဘက်ကအတိအကျပါပဲဒါပေမဲ့ဒီအချိန်မှာလီဂျွန်ဟွမ်ရဲ့အတန်ကြားလာပြီးသူ့ရဲ့ဂရုစိုက်မှုကိုပျက်စီးစေခဲ့တဲ့ကောင်းတဲ့ပေးပို့မှုပါစောင်းယူဂျွန်ကသွားတယ်စိတ်သက်ပြင်းပြင်းနဲ့တတ်မှလိုက်တယ်ပြီးတော့သူ့အဖွဲ့သားဂူတာကွန်စီကိုပေးပို့လိုက်တဲ့ဘောလုံးကပြိုင်ဘက်ကိုထိတွေ့ပြီးအမြင့်တက်ကွက်သွားတယ်။စောင်းယူဂျွန်ကဘောလုံးလမ်းကြောင်းကိုကြည့်ပြီးအတွင်းစိတ်နဲ့မုန်းတီးလိုက်တယ်။ဒါပဲလားဒီလမ်းကြောင်းပြိုင်ဘက်ကဘောလုံးကိုဖမ်းယူပြီးဘောလုံးအရှိန်နဲ့သွားတယ်။တယောက်ကမှတ်ချက်ပြောတယ်သူတို့ပေးပို့မှုကမကောင်းဘူးမဟုတ်လား။ပြိုင်ဘက်အသင်းကချက်ချင်းတုံ့ပြန်တိုက်ခိုက်လိုက်ပြီးအဲ့ဒါဆိုအခုတော့ကျွန်တော်တို့ဘက်ပါပဲသူတို့ဘောလုံးပေးပို့လိုက်တယ်အလွန်လင်းမြန်စွာဘောလုံးကအိုဆွန်မင်းစီရောက်လာတယ်သူကမျက်ခုံးချုပ်ပြီးမျက်နှာပြင်မှာတုံ့ပြန်စကားပြောတယ်ပေးပို့မှုကိုတွက်ချက်ပါပစ်ခတ်လိုက်တယ်ဘောလုံးကအမြင့်တက်ကွက်ပြီးသူ့အဖွဲ့သားကများစွာကြိုးစားပြီးလိုက်နာနေတဲ့ဘောလုံးကမြေပြင်ကိုထိတွေ့သွားတယ်အသင်းဝင်တယောက်ရဲ့ခြေထောက်ရှိမှတစ်စက်မစွန့်ပစ်ပဲပစ်ခတ်လိုက်တာပါအဲ့ဒီလိုနဲ့ဂိုးတစ်လုံးရရှိသွားပါတယ်ဆောင်ယူဂျွန်ကတိတ်ဆိတ်စွာရှေ့ပြိုင်အသင်းရဲ့ပွဲစားတွေကိုကြည့်နေခဲ့တယ်
သူ့မျက်လုံးတွေကိုကြဲကြဲဝန်းဝန်းဖွင့်ပြီးဖိအားကြီးကြီးကိုခံစားနေရတယ်ငါအမှားကြောင့်သူတို့ကိုရဖို့အခွင့်အရေးပေးလိုက်တာပဲဆိုပြီးဆောင်ယူဂျွန်ကနားလည်သွားတဲ့အခါမှာစိတ်မကောင်းဖြစ်နေခဲ့တဲ့အမှားကြီးတစ်ခုပါဒီအချိန်မှာတော့ရှုံးပြိုင်သူတရားသူကြီးရဲ့အတန်ကြီးကနားထောင်ရတဲ့ပထမပိုင်းပြီးဆုံးပါပြီ15မိနစ်အနားယူချိန်ဆောင်ယူဂျွန်ကဦးကောင်းကိုဆွဲပြီးငါတော့အဆုံးသတ်ပါပြီလို့စဉ်းစားနေခဲ့တဲ့သူကကိုအပြစ်တင်နေစေငါကသူတို့ကိုဂိုးရဖို့ကူညီပေးလိုက်တယ်ဟာလို့ပြောနေတဲ့အပြစ်တင်ရင်ဆောင်ယူဂျွန်ဟာကိုရဲလိုက်တယ်ငါတော့အဆုံးသတ်ပါပြီလို့ဒါပေမဲ့အစားအစာအိတ်တအိတ်ကသူ့ဦးကောင်းကိုထိမှတ်လိုက်တဲ့ဆောင်ကျွန်းမင်းကမျက်ခုံးချိုင်းပြီးဘာဖြစ်တာလဲဆောင်ယူဂျွန်လို့မေးတယ်ဆောင်ယူဂျွန်ကအံ့အားသင့်ပြီးမြင်နေဆောင်ကျွန်းမင်းသူကထိုင်ပြီးမေးတယ်တင်ဟာရည်ရွယ်ချက်ရှိပြီးလောက်တာလားဆောင်ယူဂျွန်ကရှုပ်ထွေးစွာမေးတယ်ဟာဆောင်ကျွန်းမင်းကဆက်ရှင်းပြောတယ်တင်ကရည်ရွယ်ချက်တစ်ခုရှိမှပတ်ပေးတာလားဆောင်ယူဂျွန်ကမျက်ခုံးချိုင်းပြီးအမြန်ပြင်ဆင်တဲ့ဘာပြောနေလဲအမှန်တော့ငါမကိုအကောင်းဆုံးလုပ်နိုင်တာကိုပြသပြီးကိုချစ်ရဲ့အာယုံကိုဆွဲဆောင်ခြင်းခဲ့တယ်မမျှော်လင့်ထားတဲ့အတိုင်းသူ့ကိုပြန်ခေါ်လာခဲ့တယ်ဒါပေမဲ့ဘာကြောင့်ဘောလုံးပေးပို့တာပဲတိလဲလို့မေးတော့စောင်းယူဂျွန်ကတိတ်လေးပြန်ဖြေတယ်ဘောလုံးပေးပို့တာမှာကျွန်တော်ကအရန်ကောင်းလို့ပါဆွန်းညှို့မင်းကမျက်ခုံးချိုင်းပြီးသူ့ကိုကြည့်လိုက်တဲ့စိတ်ထဲမှာတော့အဲ့ဒီမိုက်လေးလို့ပြောနေတယ်သူကရက်ပြီးထွက်သွားတယ်โอเคကျွန်တော်ကစိတ်ထဲမှာရှိတာကိုပြောတာပဲဘာဖြစ်ဖြစ်ကျွန်တော်ကိုမဆွဆွဲပါနဲ့စောင်းယူဂျွန်ကရင်ထဲမသိတဲ့မေခွန်းနဲ့ဟေးပါဆိုတာလဲလို့မေးတော့ဆွန်းညှို့မင်းကမပြောပေးဘူးကိုရိုင်းရှာကြည့်လိုက်ပါလို့ပြောတယ်စောင်းယူဂျွန်ကမေခွန်းတွေနဲ့တယောက်တည်းကြံခဲ့တယ်ကျွန်တော်ကအခြားပါတွေကောင်းလဲကြေညာချက်ကအမြန်ဆုံးထွက်လာတဲ့ဒုတိယပွဲခွင်စတင်ပြီးစောင်းယူဂျွန်ကထောက်မှာတယောက်တည်းရက်ပြီးတွက်ချက်နေတဲ့အလားလာတွေကိုစဉ်းစားတယ်ကျွန်တော်ကဘာတွေကောင်းလဲဘောလုံးလဲနိုင်တာဒါမှမဟုတ်ပြစ်ခတ်နိုင်တာပြီးတော့သူကတန်ရောစင်တော်တော်နဲ့ပြောတယ်ဟေ့ယုံမင်းတိုက်ရိုက်ပြောလို့မရဘူးလားသူ့စိတ်ထဲမှာအလွန်မင်းစဉ်းစားနေတဲ့အတွက်သူ့အဖွဲ့သားဇွန်ဆောင်းစုံရဲ့အတန်ကိုမကြားနိုင်ခဲ့ဘူးဒါကြောင့်ရန်သူကအခွင့်အရေးရပြီးစောင်းယူဂျွန်ကိုဖျက်သွားနိုင်ခဲ့တယ်စောင်းယူဂျွန်ဘာလုပ်နေလဲသူကပြန်လဲအာယုံစိုက်ပြီးပြိုင်ပွဲကိုပြန်လဲရောက်ရှိလာခဲ့တယ်အခုချိန်မှာတော့အဲ့ဒီအကြောင်းတွေအကြောင်းမတွေးသင့်ဘူးသူကဖြစ်ခဲ့တဲ့အရာတွေကိုမှတ်မိပြီးကိုလှုပ်ဝက်စကားပြောလိုက်တဲ့အိုဆိုးမင်းကိုထပ်မံပြီးအနေရရှိတဲ့ပတ်တွေမလုတ်ခွင့်မပေးဘူးစောင်းယူဂျုံရဲ့ခြေထောက်ကမြေပြင်ကိုထိတ်တိုက်နင်းလိုက်တဲ့အဲ့ဒီအတွက်ပဲအစီအစဉ်ကိုသူကရေးဆွဲထားတာဖြစ်ပြီးဆိုးမင်းရဲ့ခြေထောက်ကိုပတ်တိုင်းကိုတားဆီးရမယ်ပြိုင်ဘက်ကစောင်းယူဂျုံရဲ့လှုပ်ရှားမှုကိုသတိထားသလိုပဲသူကဘောလုံးကင်ထားသူကိုချက်ချင်းနီးကပ်သွားတယ်သူ့မှာအခြားရွေးချယ်စရာမရှိဘဲပတ်ပေးခဲ့ရပြီးသူ့အဖွဲ့သားကဘောလုံးကိုလက်ခံရရှိပြီးကောင်းတဲ့ပတ်ပါလို့ချီးကျူးခဲ့တယ်စောင်းယူဂျွန်ကလမ်းကြောင်းပြောင်းပြီးလက်ရှိဘောလုံးကင်ထားသူကိုလိုက်တယ်သူလှုပ်ရှားရင်းတွေ့တယ်အလင်းမြန်နဲ့တိုက်ခိုက်ပြီးအနိုင်ရဖို့ဒါပေမဲ့ဘောလုံးပေးဖို့လူမရှိဘူးဒီအချိန်မှာအိုဆိုမင်းကတစုံတစ်ခုအချက်ပြချက်တစ်ခုနဲ့လာရောက်တယ်ဒီဘက်ကိုပတ်ပေးပါစောင်းယူဂျွန်ကတတိထားကြည့်တော့ဘောလုံးကသူ့ချဒီထောက်ကိုလှိမ့်လာနေပြီးအိုဆိုးမင်းကရှေ့ကိုအာယုံဆိုင်နေတယ်စောင်းယူဂျွန်ကတွားရိုးတရားကြပြီးကိုယ်စိတ်ထဲမှာလှုပ်ဝက်စကားပြောတယ်โอเคနည်းနည်းပုံမြန်စေပါဒါပေမဲ့ပြိုင်ဘက်ကတားဆီးလိုက်တယ်အိုဆိုးမင်းကအခွင့်အရေးကိုအသုံးချလိုက်တယ်ဒီဘက်မှာတော့ဆွန်ယူဂျွန်ကရင်ဆိုင်နေရတဲ့ပြိုင်ဘက်နဲ့အခက်အခဲတွေကြုံနေရပါတယ်အိုဆွန်မင်းကဘောလုံးပေးပို့ဖို့နေရာကိုတတ်မှတ်လိုက်ပါတယ်သူ့ဦးထုတ်ထဲမှာဘောလုံးလမ်းကြောင်းအကြောင်းအခြေအနေမျိုးကိုစဉ်းစားဆွဲကြည့်ခဲ့ပြီးအဲ့ဒီအခြေအနေတွေမှာလုံးဝဆွန်ယူဂျွန်ပါဝင်နေခဲ့ပါတယ်သူ့အတင်းသားကလက်မောင်းလမ်းပြီးအိုဆွန်မင်းကိုအားပေးလိုက်ပါတယ်အိုဆွန်မင်းရဲ့မျက်နှာမှာ6သွေးမှုတွေပြည့်နေပြီးသူ့ကိုယ်သူပြောလိုက်ပါတယ်ပေးပို့ပါလူတစ်ယောက်ကသတိပေးတန်နဲ့အိုးလို့ပြောလိုက်ပါတယ်အသိပညာပြန်ရောက်လာတဲ့အခါမှာတော့ဆွန်ယူဂျွန်ကသူ့ရှိမှရှိနေခဲ့ပါတယ်အိုဆွန်မင်းကမဖြစ်နိုင်လောက်အောင်အားနေပြီးသူ့အတင်းသားစီကိုဘောလုံးပေးပို့ခဲ့ရပါတယ်ဘောလုံးကိုလက်ခံရရှိသူကမကြာခဏစိတ်မရှိဖြစ်နေပြီးဒီပေးပို့မှုဟာပျက်စီးသွားပြီလို့ခံစားရပါတယ်အထက်ထိုင်ကုန်မှာလီကျွန်းဟွမ်ကအောက်မှာဖြစ်ပျက်နေတဲ့အခြေအနေကိုကြည့်နေရင်ဒီမှာပေးပို့ပါလို့ပြောလိုက်ပါတယ်နောက်ကနေကိုချက်ကယူဂျွန်အကြောင်းဘလို့ထင်လဲလို့မေးလိုက်ပြီးအိုကိုချက်လို့ဆက်ပြောလိုက်ပါတယ်ထို့နောက်လီကျွန်းဟွမ်ကတကယ်တော့ပေးပို့မှုအရယူဂျွန်နဲ့ဆွန်မင်းအကြရွေးချယ်ဖို့ခက်ခဲနေတာကိုပြောပြလိုက်ပါတယ်အနားကကိုချက်ကအံ့အားသင့်ပြီးဟာလို့မေးလိုက်ပါတယ်လီကျွန်းဟွမ်ကဆက်ရှင်းပြောလိုက်တာကတော့မကြသေးခင်ကဖြစ်ခဲ့တဲ့အမှားကြောင့်ပေးပို့မှုမှာ
ရှင်ပြိုင်မှုကရုပ်ပိုင်းဆိုင်ရာတိုက်ပွဲတစ်ခုဖြစ်သွားပြီးငါစဉ်းစားနိုင်တဲ့တစ်ခုတည်းသောအကြောင်းရင်းကသူလက်လွတ်လိုက်တာပဲသူမျက်နှာချိုင်းပြီးမေးမြန်းလိုက်တယ်ကိုချက်သူဦးကောင်းကိုဆွဲပြီးတတိပေးလိုက်တယ်သူကမူလာကဘောက်စ်ထဲကကစားသမားတစ်ယောက်ပါလီဂျွန်းဟွမ်ကဒီသတင်းကိုသိလိုက်တဲ့အခါရက်တက်လိုက်တယ်သူကစွမ်းရည်မရှိတဲ့မျက်နှာဖြင့်စွမ်းရုပ်စွန်ကိုလိုက်တယ်စွမ်းရုပ်စွန်ကလည်းလှုပ်ဝက်စိတ်ထဲမှာမူလာရာထူးကိုပြုံးလေးမေးနေတယ်လို့ထင်ခဲ့တယ်စွန်းရှုံးမင်းနဲ့ပြောဆိုခဲ့တဲ့စကားကဒီကိုပြန်လည်မှတ်မိတယ်မင်းကထူးချွန်တဲ့အလဲကစားသမားတစ်ယောက်ပါအကောက်မှုဆိုတာတိုက်ပွဲဝင်စိတ်ပါဒါဟာမင်းရဲ့အတတ်ပညာတစ်စိတ်တစ်ပိုင်းပါအဲ့ဒီအချိန်မှာသူကကြေညာခဲ့တာမင်းဆက်လက်တိုးတက်မယ်ဆိုရင် league မှာပါဝင်ဖို့အခွင့်အလမ်းရှိတယ်စွမ်းရုပ်စွန်ကသူ့ကိုယ်သူကောင်းတဲ့အရာကိုပြန်လည်မှတ်မိခဲ့တယ်သူကအိုဆွန်မင်းရှိမှရက်ပြီးမပြတ်တောက်တဲ့ဖိအားကိုပေးလိုက်တယ်စွမ်းရုပ်စွန်ကပြုံးနဲ့ရင်ဆိုင်သူကိုမင်္ဂလာပါပြောလိုက်တယ်ဘောလုံးပေးပါဒါပေမဲ့သူကဆက်လက်ညှင်းဆန်လိုက်တယ်အိတ်မမြင်တဲ့ပထမဦးဆုံးဘောလုံးပေးပါအိုဆွန်မင်းရဲ့ခြေထောက်ကဘောလုံးစီကိုဥတီလိုက်တယ်ဒါပေမဲ့သူ့ရဲ့ပေးပို့မှုမှာအမှားဖြစ်သွားတဲ့အိုဘလို့လဲငါအလုံးပင်ပန်းလို့ခန္ဓာကိုယ်ထိမ့်မထားနိုင်တော့ဘူးဘောလုံးပဲကိုသွားနေလဲဆိုပြီးခြေတလန်းကဘောလုံးကိုဖမ်းလိုက်တယ်။ဆောင်းယူဂျွန်ရဲ့အဖွဲ့သားကဘောလုံးကိုအောင်မြင်စွာပြန်ယူခဲ့တယ်သူကတော့အံ့အားသင့်နေစေဖြစ်ပြီးပတ်စ်ကမအောင်မြင်ခဲ့ဘူးသူတို့ကချက်ချင်းတိုက်ခိုက်မှုကိုစတင်လိုက်တယ်ပြေးတယ်အပြင်ဘက်မှာလည်းစိတ်လှုပ်ရှားဖွယ်ကောင်းပြီးနောက်ဆုံးတော့အောင်မြင်ခဲ့တယ်ဆွန်းဟုံးမင်ကပြုံးပြီးလှုပ်ဝက်စိတ်ထဲကနေစဉ်းစားလိုက်တယ်ဟုတ်ကဲ့ကြောက်စရာဖိအားနဲ့တတိကြီးမြည်သူမဆိုမအောင်မြင်နိုင်ခဲ့ဘူးသူကသူ့မိတ်ဆွေကိုမျက်စိပြောင်းပြီးကြေညာလိုက်တယ်ဒါပဲတကယ်ဆောင်းယူဂျွန်ပါပဲအဲ့ဒီအချိန်မှာဆောင်းယူဂျွန်ကဘောလုံးကိုကိုင်ဆောင်ထားတယ်သူကမျက်ခုံးချုပ်ပြီးစဉ်းစားလိုက်တယ်ဒုတိယပွဲအစိပ်ပိုင်း88မိနစ်ကိုချက်လီဂျွန်ဟွမ်ရဲ့အာယုံကိုဆွဲဆောင်ဖို့နောက်ဆုံးအခွင့်အရေးမျက်နှာရှိမှဖြစ်ပျက်နေတဲ့အခြေအနေကိုကြည့်ပြီးစိတ်ထဲကစဉ်းစားချက်တစ်ခုဆက်လက်ပေါ်လာတယ်ဒါပဲလန်လာသူကလှည့်လည်ကြည့်ပြီးစဉ်းစားလိုက်တယ်ဘလို့ကြည့်မဆိုအနားလုံးကကျွန်တော်ကိုဝိုင်းဝန်းဖုံးလွှမ်းထားတယ်ဆောင်းယူဂျွန်ကအခြေအနေကိုဆက်လက်သုံးသပ်နေစေဖြစ်ပြီးပတ်စ်ပေးဖို့နေရာမရှိဘူးဒါပေမဲ့သူစဉ်းစားနေစဉ်အရှိမလမ်းထွက်တစ်ခုပေါ်လာတယ်။ဆောင်းယူဂျွန်ကဘာလုပ်ရမလဲဆိုပြီးစဉ်းစားနေစဉ်မှာမျက်စိကျပြန့်လာပြီးတီးလိုက်တဲ့ဟုတ်ကဲ့။ကွင်းပေါ်မှာအလင်းရောင်တစ်ခုပေါ်လာတယ်။ဆောင်းယူဂျွန်ကအံ့အားသင့်ပြီးစူးစူးညံ့ညံ့ပြောလိုက်တဲ့အဝါရောင်အလင်းတိုင်။သူ့မျက်လုံးတွေကသူ့ရဲ့တငယ်ချင်းကိုမျက်နှာတစ်ဖက်မှာကြည့်လိုက်တယ်ခဏဆောင်ပါဟယုံမင်းကတော့ဘင်းချမှာနေတာပဲဒါပေမဲ့အယမ်းမြန်စွန်းယူဂျွန်ကစဉ်းစားဖို့အချိန်မရှိပဲလက်ပစ်လိုက်တယ်ရိုက်လိုက်ပါစွန်းယူဂျွန်ကိုယ်တိုင်ကလည်းစိတ်ဝင်စားနေတယ်ဘသူလဲအဲ့ဒီအချိန်မှာတင့်တင်းသားကဘောလုံးကိုမုံတိုင်းလိုပြေးလာနေတယ်ဟယုံမင်းမဟုတ်ရင်ဘသူလဲပေါ်လာတာကဂူးတေကွန်းပါဂူးတေကွန်းသူကဘောလုံးကိုအောင်မြင်စွာကွန်ရက်ထဲသို့ထိုးသွင်းလိုက်တဲ့ပရိသတ်တွေကဂိုးအတွက်စူညံကြွေးကြော်တဲ့ဘောလုံးကဝင်သွားပြီးဂူးတေကွန်းရဲ့ခေါင်းရိုက်ကိုပါနောက်ဆုံးစီးကန်းတော်တော်ကြီးတီးတန့်ကြီးတီးသွားတယ်ပြိုင်ပွဲကဆွဲငင်ဆုံးဖြစ်သွားတယ်လီဂျွန်းဟွမ်ကပြင်ပမှာတုံ့ပြန်ပြီးပြောတယ်ဆုံးဖြတ်ပြီးကြေညာချက်တစ်ခုထုတ်ပြန်တယ်18အမျိုးသားအသင်းရဲ့ဗဟိုကစားသမားဒေါင်းအိတ်အထက်တန်းကျောင်းကနေအသင်းကိုလာရောက်ပါပြီးစွန်းယူဂျွန်ကအလွတ်ကျွယ်ဝတဲ့အခန်းကြီးထဲမှာတိတ်ဆိတ်စွာစဉ်းစားနေတဲ့သူဟာမကြသေးခင်ကဖြစ်ရက်တွေကိုအနည်းနဲ့ပြန်လည်မှတ်မိလာတဲ့မတိုင်ခင်ပြိုင်ပွဲမှာပေါ်လာတဲ့အလင်းတန်းကြီးဟာအမှန်တကယ်ရှိခဲ့တာပါဒါဆိုရင်ဟယုံမင်းမရှိပဲလဲထပ်မံပေါ်လာနိုင်တယ်အဲ့ဒါဆိုရင်ဒုတိယခွဲမှာမကြာခဏပေါ်လာတာဘာကြောင့်လဲသူကတခုခုကိုနားလည်သွားသလိုဖြစ်နေတယ်နောက်တစ်ချက်တော့မဖြစ်နိုင်ဘူးလို့စူးစူးညံ့ညံ့ပြောဆိုလိုက်တယ်သူရှိမှာကတော့ကွန်ပျူတာမျက်နှာပြင်တစ်ခုရှိပြီးပြိုင်ပွဲတစ်ခုကိုပြသနေတဲ့ကွန်မန်တိတ်တာတစ်ယောက်ကဖော်ပြနေတဲ့ဂူးဒေကွန်းကတင်းကျပ်တဲ့ရုပ်ပိုင်းဆိုင်ရာရှင်ပြိုင်မှုထဲမှာရှိနေတဲ့သူကအလွန်တက်ကြွတဲ့ကစားသမားတစ်ယောက်ပါဟုတ်ကဲ့သူ့ရဲ့အခြေခံနည်းပညာတွေကလည်းထူးချွန်ပါတယ်ကြည်နေစဉ်မှာဆောင်းယူဂျွန်ကသူ့ကိုယ်တိုင်တွေးတယ်ဒါဆိုရင်သူကရုပ်ပိုင်းဆိုင်ရာအားသာချက်နဲ့အနိုင်ယူတဲ့ရှေ့ပြေးတစ်ယောက်ပဲထို့နောက်ဆွန်းဟျုံးမင်ကိုကြည့်လိုက်တယ်ဆွန်းဟွန်းမင်ရဲ့ဗီဒီယိုကိုနှိပ်ကြည့်လိုက်တော့ကွန်မန်တိတ်တာအတန်ကပြန်လဲထွက်လာတယ်ဆွန်းဟျုံးမင်မှာဘောလုံးမရှိပေမဲ့ထူးခြားစွာလှုပ်ရှားနေတဲ့ပတ်သက်ရာနေရာကိုလိုက်လံရောက်ရှိဖို့အချိန်ကိုပြည့်စုံစွာတွက်ချက်ထားတယ်ဆွန်းဟျုံးမင်ကအကွာဝေးမှပြစ်ခတ်ပြီးဂိုးရိုက်တယ်ဒေါင်းအေးအသင်းကဆွန်းဟျုံးမင်ပါသူ့ရဲ့နီးပညာတွေကိုချီးကျူးတဲ့အတန်တွေကိုကြားရင်းယူဂျွန်ရဲ့မျက်လုံးတွေကွဲပြားသွားပြီးပြောတယ်ဒါကမယုံနိုင်စရာပါဒါဟာအထက်တန်းကျောင်းအစ်စ်မဟုတ်တော့ဘူးထို့နောက်သူ့ကိုတိုင်တွေးတယ်ပြိုင်ပွဲကိုထပ်ကြည့်ရင်နားလည်လာတယ်ရွှေတိုင်လင်းတန်းကဂိုးရိုက်ဖို့အခွင့်အရေးပါပဲအမှန်တကယ်အဲ့ဒီအလင်းတန်းကပေါ်လာမဲ့အခွင့်အရေးပါပဲဂူးဒေကွန်းကတော့ဖွဲ့စည်းမှုကိုလှိဖြတ်တာပိုများတယ်သူကမျက်နှာချင်းဆိုင်တိုက်ခိုက်ဖို့ထက်မိမိနေရာကိုထိန်းထားတတ်သူပါအလင်းတိုင်ကြီးကိုအကျိုးယူနိုင်တဲ့အကောင်းဆုံးရိုက်ခတ်သူမဟုတ်ပါဘူးဒါပေမဲ့ဟျုံမင်းကတော့
အမြဲပြစ်မှတ်ရနိုင်တဲ့နေရာတွေကိုရွှေ့ပြောင်းသွားတတ်ပါတယ်တိုးချုပ်ရရင်သူကအလင်းတိုင်ရွှေရဲ့အကောင်းဆုံးကိုက်ညီမှုပါယူဂျွန်ကဒီလိုတွေးမိပြီးကွန်ပျူတာကိုပိတ်လိုက်တယ်ဦးကောင်းကိုဆွဲပြီးပြောတယ်ရိုက်ခတ်သူပေါ်မူတည်ပါတယ်တက်နိုင်စွမ်းရှိပေမဲ့မသုံးနိုင်ဘူးဒီဟာကလည်းအလွန်အမင်းအားကောင်းတဲ့နီလန်းမဟုတ်တလို့ပဲတစိတ်ထဲမှာသူ့နာမည်ကိုခေါ်တာကြားတယ်စုံယူဂျွန်ထိုင်တဲ့အခန်းထဲကိုလူတစ်ယောက်ဝင်လာတယ်အဲ့ဒါကလီဂျွန်ဟွမ်ပါစိတ်လှုပ်ရှားစွာပြုံးပြီးမေးတယ်စကားပြောနိုင်မလားအိမ်ယာတစ်ခုမှာညနေခင်းအထိအချိန်ဖြတ်တန်းနေတဲ့မိသားစုတစုရဲ့အတန်ကြားရတယ်လာပါစားပါစပွဲပေါ်မှာအစားအစာများပြနေတာရှိပေမဲ့အလဲမှာမီးလောင်သွားတဲ့အသားပန်းတစ်ပန်းရှိတယ်ယူဂျွန်အဖေကအံ့အားသင့်ပြီးမေးတယ်ချစ်သူရေးဒါပါလဲမိခင်ကပြုံးပြီးလက်လန်းပြောတယ်ငါချက်တာဆိုတာသိနိုင်တယ်ဒါပေမဲ့သူကဆက်မေးတယ်အစိတ်ရှိလားတခါတလေသူ့အာယုံတစ်ခုကိုတွေးရှိသွားတယ်ငါအတိတ်ဘဝမှာသူတို့နှစ်ယောက်ကငါအတွက်အယမ်းပူပန်ခဲ့ကြတယ်ဒီအချိန်မှာတော့လက်တလက်ကယူဂျွန်ရဲ့လက်ပေါ်ကိုမျက်နှာနူးညံ့စွာထားလိုက်တယ်သူ့မိမိကလက်ကင်ပြီးမျက်ရည်တွေပြန်စီးလာပြီးပြောတယ်ယူဂျွန်မင်းစူးစမ်းခဲ့တယ်နော်ယူဂျွန်ကမိမိစကားနဲ့လုပ်ရက်တွေကြောင့်စိတ်ထိခိုက်ပြီးမျက်ရည်တွေပြန်စီးလာပြီးပြန်ပြောတယ်မေအဲ့ဒီနောက်ကလေးကသူ့အဖေမေတို့ရဲ့စိတ်ခံစားချက်ပြေဝနေတဲ့လုပ်ရက်တွေကိုတွေ့မြင်ရတယ်သူ့ကိုနိုင်ငံတော်အသင်းဝင်နေဆိုတဲ့သတင်းကြားပြီးစိတ်လှုပ်ရှားနေကြတာကိုသူကစိတ်ထဲမှာတော့ဒီတယ်ဟုတ်တယ်ဘောလုံးကစားဖို့ဆုံးဖြတ်တာမှန်ကန်တာပဲဒီတခါတော့မင်းနှစ်ယောက်ကိုပျော်ရွှင်စေမယ်အချိန်နည်းနည်းဖြင့်မနှက်ဖြန်ထိဖြတ်တန်းသွားတဲ့ကျောင်းမှာယူဂျွန်ကဟေယောင်းမင်းနဲ့အတူပြေးလန်းလျှောက်နေတဲ့ဒီအချိန်မှာသူကမေးတယ်ကိုချီလီဂျွန်ဟွမ်နဲ့တွေ့ခဲ့တယ်လားဆိုတာယူဂျွန်ကချက်ချင်းပြန်ဖြေတယ်ဟုတ်တယ်ဆုံးဖြတ်ပြီး19အသင်းကိုဝင်ဖို့ဖြစ်တယ်ဟေယောင်းမင်းကပြုံးပြီးပြောတယ်ငါအကြံပေးချက်မနားထောင်ခဲ့ရင်အခွင့်အရေးကိုလက်လွတ်မယ်နော်ယူဂျွန်ကမျက်ခုံးချုပ်ပြီးပြန်ပြောတယ်မဖြစ်နိုင်ဘူးငါကအရန်ကောင်းပြီးဟေယောင်းမင်းကထပ်ပြောတယ်အ ਨੇ ဆုံးငါ့ကိုကျေးဇူးတင်နဲ့ပြောနေစင်မှာတခါတလေစူညံတဲ့အတန်တစ်ခုကငါပြောတယ်မလိုအပ်ဘူးသွားပါလို့ခေါ်ဆိုလာတယ်နှစ်ယောက်ကတယောက်နဲ့တယောက်ကိုဖမ်းဆီးပြီးအငင်းပွားနေကြတယ်ပတ်ဂျီယွန်းစုကโอเคမင်းကကောင်းတယ်ဆိုတာကျွန်တော်တို့သိတယ်အွန်လိုင်းကိုချလို့မတရုပ်ဆောင်ရပါဘူးလို့ဆူညံပြောတယ်ယွန်းဂျူချန်ကမျက်နှာချိုင်းပြီးအမောကြီးနဲ့ပြန်စကားပြောတယ်မင်းကကစားပုံမကောင်းဘူးကျွန်တော်မပြောလို့မရဘူးလို့ဝေးကနေယူဂျွန်ကသူတို့အငင်းပွားနေတဲ့အကြောင်းကိုမြင်ပြီးယွန်းဂျူချန်နဲ့ပတ်ဂျီယွန်းစုတကယ်တိုက်မလားလို့စဉ်းစားတယ်ဟေယောင်မင်းကအဲ့ဒီအခြေအနေကိုကြည့်ပြီးရေကြွအန်ကခွက်ကိုပြေးသွားပြီပေါ့လို့ပြောတယ်ယူဂျွန်ကအံ့ဩသွားတယ်ဟေယောင်မင်းကထပ်မံမေးတယ်မင်းမသိဘူးလားကျွန်တော်တို့အသင်းမှာအဖွဲ့တွေရှိတယ်ဆိုတာမေ့သွားလားဆိုပြီးလိုလီပေါ့နှလုံးထုတ်ပြတယ်တစ်လုံးကအနက်ရောင်တစ်လုံးကအစိမ်းရောင်ဒီလိုနားထောင်ပြီးယူဂျွန်ကမှတ်မိသွားပြီးအဖွဲ့တွေဆိုတာမှန်တယ်ထပ်မှန်လာပြီးလို့စဉ်းစားတယ်တစ်ဖက်ကတော့19ခွက်အဖွဲ့ဖြစ်ပြီးဟေယောင်မင်းနဲ့ယွန်းဂျူချန်တို့ပါဝင်တယ်သူတို့နှစ်ယောက်နီးကပ်နေတဲ့ပုံရိပ်ကိုသူ့ရှိမှမြင်ရတဲ့နောက်ဖက်ကတော့19ဆန့်ကျင်သူအဖွဲ့ဖြစ်ပြီးဂျီယွန်းစုကဥဆောင်ထားတယ်ကျွန်တော်တို့လူတွေကနှစ်ဖက်လုံးနဲ့ကစားတတ်ပေမဲ့ပတ်ကြဂီယွန်းစုလိုလူတွေက19ကိုမခံနိုင်ကြဘူးထိုအချိန်မှာဟေယောင်မင်းကလာပြီးရှင်းပြတယ်သူကကျွန်တော်တို့အဖွဲ့ကိုမကြိုက်ဘူးယွန်းကလည်းအမြဲပြစ်တင်နေတယ်လို့ဒါတွေကတော့တစိတ်တစ်ပိုင်းစူးစီးမှုလေးတွေပါယူဂျွန်အေးဆေးပြောလိုက်တယ်ဟုတ်ကဲ့ထိုအခါမှာတခုခုရုတ်တရက်သူ့ကိုထိခိုက်လာတယ်ယွန်းဂျူချန်ကမပြေလည်သေးတဲ့အတိုင်းပဲဖြစ်နေတယ်မီးလောင်နေတဲ့အခြေအနေကိုသူ့မျက်စိရှိမှမြင်ရတဲ့အခါသူ့မျက်စိတွေကြဲကြဲပြန့်ပြန့်ဖြစ်လာပြီးအနီရောင်မီးလင်းတစ်ခုဖြစ်နေတယ်လို့ထင်လာတယ်အမှန်တကယ်တော့သူ့မျက်စိထောက်မှာမီးလင်းငယ်လေးတစ်ခုရှိနေတယ်မယုံနိုင်လို့မျက်စိကိုဆေးပြီးထပ်ပြီးစဉ်းစားတယ်မီးလင်းကပျောက်သွားပြီးဖြစ်နိုင်ချေကတော့ငါစိတ်ထဲမှာပဲဖြတ်စစ်နေတယ်ဒါမှမဟုတ်ဒါကတခြားဖြစ်နိုင်ချေတစ်ခုပါရုတ်တရက်အတန်တစ်ခုကြီးမြတ်စွာခေါ်တယ်မင်းတို့ဘာလုပ်နေလဲဟေယောင်မင်းကယူဂျွန်ရဲ့ပခုံးကိုဖမ်းပြီးကိုချက်လာတော့မယ်ကျွန်တော်တို့ဒီနေရာကထွက်ကြဆိုမစွဲခံရခင်ပါလို့ပြောတယ်ယူဂျွန်ကအဲ့ဒါကိုကြားပြီးဟုတ်ကဲ့ဆိုပြီးပြန်ပြောတယ်ဒါပေမဲ့သူကနောက်ပြန်ကြည့်ပြီးဂျီယောင်စုရဲ့မျက်စိထဲကအနီရောင်မီးလင်းကဘာလဲဆိုပြီးစဉ်းစားနေတဲ့ပြေးရင်ဟေယောင်မင်းကမေးတယ်နိုင်ငံတော်အသင်းလေ့ကျင့်မှုမနှက်ဖြန်စတင်မယ်ဆိုတာသိလားယူဂျွန်ကပြောတယ်ဟုတ်ကဲ့မနေ့ကသိခဲ့တယ်နိုင်ငံတော်အသင်းကလည်းဒီလိုပဲဖြစ်မလားထင်တယ်ဟေယောင်မင်းကထပ်မေးတယ်ဟုတ်လားအဖွဲ့ခွဲပြီးတိုက်ခိုက်နေမလားဆိုပြီးယူဂျွန်ကတခဏစဉ်းစားတယ်ပြီးတော့မျက်နှာပြောင်နဲ့ယုံကြည်စိတ်ချစွာပြန်ဖြေတယ်ဒီမှာအဖွဲ့အစည်းတွေမရှိဘူးလို့သူ့ရဲ့ပြုံးမှုနဲ့ယုံကြည်မှုကိုမြင်ပြီးယူဂျွန်ကစိတ်ကောက်ဖြစ်ပြီးစဉ်းစားတယ်အဖွဲ့အစည်းတွေမရှိဘူးဆိုတာအတူလားအချိန်ကြာလာပြီးလေ့ကျင့်ရေးနေ့ရောက်လာတော့တယောက်ကမိတ်ဆက်တယ်ဒီသူကကျွန်တော်တို့နဲ့ပူးပေါင်းမဲ့အသစ် Central Midfielder ပါယူဂျွန်ကဂုဏ်ယူစွာမိတ်ဆက်တယ်မင်္ဂလာပါကျွန်တော်က Central Midfielder ဆောင်းယူဂျွန်ပါအားလုံးနဲ့အတူလုပ်ကင်ဖို့မျှော်လင့်ပါတယ်ဒါပေမဲ့အဖွဲ့ဝင်တော့ဟေကဘာမှမပြောကြဘူးတိတ်ဆိတ်တဲ့အခိုက်အတန့်ကနေ
အဝိုင်းလုံးကိုဖုံးလွှမ်းထားတယ်တယောက်တည်းလည်းမပြောဘဲယူဂျုံကိုသာစောင့်ကြည့်နေကြတယ်ဒီအခြေအနေကိုမြင်ပြီးယူဂျုံကမျက်နှာပြုံးမှုအတင်းကြိုးစားပြီးစိတ်ထဲမှာစဉ်းစားတဲ့အဖွဲ့အစည်းမရှိဘူးဆိုတာအမှန်လားဒါပေမဲ့ခွဲခြားမှုရှိတယ်ငါဘလို့ကြော်ဖြတ်ရမလဲပြီးတော့ဒီလေ့ကျင့်ရေး area မှာနိုင်ငံရေးအသင်းကကစားသမားတွေဘောလုံးနဲ့အလေးအကျင့်မှာစိတ်ဝင်စားနေကြတယ်ခင်မစ်ဆန်ကပျော်ရွှင်စွာဘောလုံးကိုခြေထောက်ကနေထွက်သွားအောင်ခြေထောက်ထိုးတယ်ယူဂျုံကတိတ်ဆိတ်စွာလက်ခံတယ်သူကမျက်နှာတောင်းတဲ့အခါမှာစဉ်းစားတယ်အဲ့ဒီအေးမြတဲ့အခြေအနေကိုမင်းနဲ့မင်းအကြောင်းမသိနိုင်ဘူးဘာကြောင့်ကိုချက်ကမသိဘူးလို့မထင်နိုင်ဘူးဘာကြောင့်မလေးစားတာလဲခင်မင်းဆန်ကမေးတယ်နင်းစုံမင်းကိုအစားထိုးဖို့သွားတယ်လို့ကြားတယ်သူ့စွမ်းအားကောင်းမှုကတော့မရှိသေးပေမဲ့သူ့ပေးပို့မှုအရေးချင်းကိုတော့ကျွန်တော်ယုံကြည်နေသေးပါယူဂျုံကဘောလုံးကိုကန်ပြီးနည်းနည်းပြုံးပြီးပြန်ပြောတယ်ဟုတ်ကဲ့အိုဆွန်မင်းကတကယ်အားကောင်းတယ်ကျွန်တော်ကတော့တာဝန်တစ်ခုမဖြစ်အောင်စူးစမ်းရမယ်သူပြောပြီးချိန်မှာဘောလုံးတစ်လုံးတိုက်ရိုက်မျက်နှာကိုထိုးလာပြီးသူမလဲနိုင်ဘူးဘောလုံးကသူ့ကိုကြော်ပြီးနောက်ပြန်ကျသွားတယ်သူကစိတ်ပူပြီးအော်ကြွေးတယ်ဘာလုပ်နေတာလဲအဲ့ဒါကကျွန်တော်ကိုထိမိတော့မယ်ကင်မင်းဆွန်ကပြေးလာပြီးချီကျူးတဲ့တုံ့ပြန်မှုကောင်းတဲ့ကျွန်တော်ရည်ရွယ်ပြီးလုပ်ခဲ့ရင်ဘာဖြစ်မလဲဒီမှာစူးစမ်းတတ်တဲ့သူမလိုအပ်ဘူးတကယ်တမ်းဉာဏ်ပညာရှိတဲ့သူတွေလိုချင်တဲ့သူကရော18ခွက်ပြိုင်ပွဲမှာပါဝင်တဲ့ညာဘက်ကစားသမားကင်မင်းဆွန်ဖြစ်ပြီးယူဂျုံကိုအေးဆေးပြုံးပြီးပြောတယ်အဲ့ဒီကိုမြင်ပြီးယူဂျုံကထင်ရှားလာတဲ့မင်းကြီးရဲ့ရည်ရွယ်ချက်ကိုအခုနားလဲတယ်ဒီလိုနဲ့ကျွန်တော်ကိုကျွမ်းကျင်မှုနဲ့ကိုတက်တည်ပြဖို့ပြောနေတယ်သူကမာနပြင်းပြင်းနဲ့ပြောတယ်အခုပြပါလို့ဒါပေမဲ့ယူဂျုံကအဲ့ဒီမျက်နှာဖုံးကိုမစိုးရိမ်ဘူးတိတ်တိတ်လေးသူ့စိတ်ထဲမှာစဉ်းစားတယ်ကင်မင်ဆွန်ညာဘက်အနောက်ကကွယ်သူ2022ကမ္ဘာဖလားဆုရှင်ခန္ဓာကိုယ်သေးငယ်ပေမဲ့အလုံးမြန်ဆန်ပြီးတိကျတဲ့ခိုးယူနိုင်စွမ်းရှိသူမခွဲမခြားသူကထိတ်တန်းကာကွယ်သူတယောက်ပဲသူစဉ်းစားနေစဉ်မှာကင်မင်ဆွန်ရဲ့ကျွမ်းကျင်မှုတွေကိုပြန်စဉ်းစားတယ်2022ကမ္ဘာဖလားမှာချိုးခံခဲ့ပေမဲ့ဒီအချိန်မှာလီဂျွန်းဟွမ်ကအမိန့်ပြောတယ်ပြိုင်ပွဲ9မိနစ်အတွင်းစတင်မဲ့အပူပြေအဖွဲ့လုံးကတတန်နဲ့ဟုတ်ကဲ့လို့ပြန်ဆိုတဲ့တခါတလေဂျွန်းဟွမ်ကခေါ်တယ်ယူဂျွန်ဒီမှာလာပါယူဂျွန်ကလာပြီးမေးတယ်ခေါ်တာငါလားသူကပြောတယ်ဒီလေ့ကျင့်မှုမှာမင်းနေရာကဖရီယိုဖြစ်မယ်ဖရီယိုဆိုတာတိုက်ခိုက်မှုနဲ့ကာကွယ်မှုအကြားလွတ်လပ်စွာလှုပ်ရှားနိုင်တဲ့နေရာဖြစ်ပြီးမြန်ဆန်စွာရွေ့လျားနိုင်ရမယ်ဘောလုံးကိုထိန်းနိုင်ရမယ်ပစ်ခတ်နိုင်ရမယ်နောက်ထပ်ကျွမ်းကျင်မှုတွေများစွာလိုအပ်တဲ့နေရာပါဒါဆိုမင်းကယူတုတ်လောက်အောင်ပြေးရမယ်ဆိုတာလားအဲ့ဒါဆိုရင်တော့လွတ်လပ်မှုကျွမ်းကျင်မှုတွေကိုပဲလိုပြတတ်ရမလဲပြိုင်ပွဲကစူးစူးညံ့ညံ့ဆက်လက်ဖြစ်ပွားနေပြီးအားလုံးကအပြိုင်ဘက်ရဲ့ကွန်ရက်ထဲကိုဘောလုံးပစ်ချင်စိတ်နဲ့အာယုံစိုက်နေကြတဲ့အပြာရောင်အဖွဲ့ဘောလုံးကိုထိန်းချိန်မတိုင်ခင်အနီရောင်အသင်းကအခွင့်အရေးကိုဖမ်းယူပြီးဘောလုံးကိုသူတို့ဘက်စီသို့ရွှေ့ပြောင်းလိုက်တယ်ပြီးတော့သူတို့အားလုံးကဒီမှာပို့ပါလို့စူညံကြတဲ့အခါယူဂျုံကနောက်မှရက်ပြီးစိတ်ပူပူနဲ့ဟုတ်တယ်ငါဘာမှပြသဖို့မရှိဘူးနော်ဘောလုံးကိုတောင်မထိဘူးငါအစ်စ်ပါဒါပေမဲ့ဒီလိုများလုံးနဲ့အ ਨੇ ဆုံးဘောလုံးပေးပါဘာမှပြသချင်တယ်လို့ထင်နေတဲ့တခါတလေတယောက်ကအတန်ကြီးနဲ့အစ်စ်ကောင်လမ်းလွတ်ပါလို့အမိတ်တယ်လမ်းလွတ်ပါဆိုတာကိုထပ်မံပြောတယ်ရန်သူကသူ့စီကိုပြေးလာတာကိုမြင်ပြီးယူဂျွန်ကအံ့အားသင့်သွားတဲ့သူဟာရန်သူအသင်းကထိမှတ်ခံရတာဖြစ်လို့ရှောင်ကျဉ်ဖို့နောက်ကျသွားတယ်လို့ထင်တဲ့ထိမှတ်မှုကြောင့်သူကိုခိုင်မာစွာထိန်ချပြီးမျက်ခင်းပေါ်ဆင်းသက်သွားတယ်နာကျင်စွာသူ့ရှက်ကိုဖမ်းထားတဲ့အခါလက်တစ်ချောင်းလွင့်လာတယ်အဲ့ဒါက18ချန်ပီယံရှစ်လမ်းလျှောက်သူမွန်ဂျွန်းဝမ်ညာဘက်ကစားသမားဖြစ်ပြီးစိတ်ပူပူနဲ့အဆင်ပြေပါသလားငါမရက်နိုင်ခဲ့ဘူးတကယ်တမ်းတောင်းပန်ပါတယ်လို့မေးတယ်ယူဂျွန်ကသူ့လက်ကိုဖမ်းပြီးအဆင်ပြေပါတယ်ကျေးဇူးတင်ပါတယ်လို့ပြန်ပြောတယ်ဂျွန်းဝမ်ကနောက်တစ်ခါကိုဂယူးဆိုင်ပါမယ်ကိုဂယူးဆိုင်ပါလို့ဆက်ပြောပြီးချိန်မှာသူ့အသင်းကိုပြေးသွားတယ်ယူဂျုံကသူ့စိတ်ထဲမှာဒီမှာလူအားလုံးမစိုးဘူးဖြစ်နိုင်တယ်လို့ထင်နေခဲ့တယ်ဒီအချိန်မှာလှုံမင်းကလာပြီးမေးတယ်ဆောင်းယူဂျုံနေကောင်းလားလို့ယူဂျုံကပြန်ပြောတယ်အင်းနေကောင်းတယ်မင်းကစိုးရိမ်နေသလားလို့ဒါပေမဲ့လှုံမင်းကချက်ချင်းညင်းပယ်တယ်မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးသူတို့ကမင်းကိုဘောလုံးပေးတာမရှိဘူးမင်းရဲ့စွမ်းရည်ကိုတွေ့ရင်တော့သူတို့အံ့ဩသွားမှာပဲသူတို့နဲ့ပြောပြပေးရမလားယူဂျုံကဒီတိုင်းနားလဲပြီးဒီလန်းကပိုမြန်တယ်လို့ထင်တယ်ဟျုံမင်းကဒါကိုကြားပြီးအံ့အားသင့်ပြီးမင်းကသူတို့နဲ့ပြောမလားလို့မေးတယ်ဒါပေမဲ့တစ်ချီလန်းမထွက်ခင်မှာယူဂျုံကဟျုံမင်းရဲ့ခေါင်းကိုဖမ်းပြီးစောင့်ပါလို့ပြောတယ်သူဆက်ပြီးစဉ်းစားတယ်နိုးပါဆောင်ယူဂျုံမင်းဘလောက်ထိဟျုံမင်းကိုမူတီနေမှလဲစိတ်ထဲကအတွေးတွေကိုဖြုတ်ပြီးယူဂျုံကတင်းကျပ်ပြီးရိုးသားတဲ့မျက်နှာဖြင့်ပြောတယ်ကိုတက်တည်ပြပါမယ်ကိုစွမ်းရည်နဲ့ပဲဒီအချိန်မှာသူတိလိုက်တယ်ဟုတ်တယ်တော့အားမရှိရင်သွားစားကိုသုံးပါဘောလုံးမပေးရင်ကိုယူပါပြိုင်ပွဲကိုပြန်ဝင်ပြီးဂျွန်းဝမ်ကရခင်ကလိုဘောလုံးကိုယူဂျွန်စီတို့ခြေတလန်းနီးကပ်လာတဲ့အခါယူဂျွန်ကမကြောက်ဘူးအဲ့ဒါဆိုငါကခုတင်ဝင်ပြီးကိုယ်တိုင်ယူမယ်
ပြီးခဲ့တဲ့အချိန်ကမျက်နှာတီးတဲ့သူကိုတွေ့ပြီးအနှဲငယ်ပြုံးပြီးမေးတယ်အခုတော့ကာကွယ်တာမလုပ်တော့ဘူးလားလွတ်လပ်တဲ့လမ်းလားယူဂျွန်ကပြန်ပြောတယ်ဟုတ်တယ်ဘောလုံးမရှိရင်ခိုးဖို့လိုတယ်အဲ့ဒီအဖြေကိုကြားပြီးပြုံးပြီးပြန်မေးတယ်မင်းထင်တာမင်းနိုင်မလားပြောစင်မှာသူ့ရဲ့ဘောလုံးထိန်းချုပ်မှုကိုပြသပြီးဘောလုံးကိုယူဂျွန်ကနေတဖြည်းဖြည်းဝေးသွားစေတယ်ဒီအမြန်နှုံးကြောင့်အံ့အားသင့်သွားတဲ့ယူဂျွန်ကခြေလမ်းရက်ပြီးစဉ်းစားတယ်အလွန်မြန်တဲ့အကွာဝေးကိုပိတ်လိုက်လာပြီးဒီအချိန်မှာတော့ဂျွန်ဝမ်ကတပြတိုင်နက်မှာယူဂျွန်ရဲ့မျက်စိစောင့်နေမှုကိုမတတိထားပဲဘောလုံးကိုရုတ်တရက်နောက်သို့ဆွဲပြီးယူဂျွန်ကိုအံ့အားသင့်စေတယ်ဒီပြုမှုကိုမြင်ပြီးယူဂျွန်ကရက်ပြီးဘောလုံးကိုမျက်စိလုံးဝမရှိပဲကြည့်နေတယ်သူ့နောက်မှာရန်သူမရှိဘူးလို့ထင်ပြီးရန်သူကိုမျက်နှာမကြည့်ပဲရွေ့လျားတယ်ဒါပေမဲ့ရန်သူကဘောလုံးကိုရရှိလိုက်တဲ့အခါချက်ချင်းဘောလုံးကိုကွန်ရက်နာကသူ့အသင်းသားကိုပစ်လိုက်တယ်သူကတန်တရားမရှိပဲဓာတ်ရိုက်ကွန်ရက်ထဲကိုဘောလုံးကိုပစ်လိုက်တယ်ဒါပေမဲ့ရီမန်းချက်မှားသွားလို့ဘောလုံးကတရားတံကိုထိပြပြန်လဲကွက်ပြန်ထွက်သွားတယ်သူကခေါင်းကိုဖမ်းပြီးရိုက်ခတ်တယ်အိုမင်းလွဲသွားပြီးသူ့အတင်းသားကတက်တာစွာရဲပြီးအားပေးတယ်အဲ့ဒါနီးပဲဒါပေမဲ့အဲ့ဒီအခြေအနေအောက်မှာယူဂျွန်ကတော့မျှော်လင့်ချက်တွေနဲ့ပြည့်နေသေးပါပဲတတိအမြန်နှုံးပတ်သက်မှုနည်းပညာနဲ့ဆုံးဖြတ်ချက်တွေအားလုံးကကျွန်တော်ထက်ပိုကောင်းနေတယ်သွားမရှိရင်သွားစားသွားဦးနဲ့စားလိုက်ပါအဲ့ဒီလိုနဲ့ဘာမှမကြံခဲ့ရင်ကျွန်တော်ကိုဘလို့တက်တည်ပြရမလဲလူတိုင်းကိုမဝေးအောင်ထိန်းထားဖို့ယူဂျွန်ကအားလုံးကိုလိုက်ပြီးအားလုံးစွမ်းအားနဲ့ပြေးသွားပြီးခေါ်ဆိုတယ်ယူဂျွန်ကိုလက်နက်ရှင်ကလာနီးလာတာမြင်ပြီးချက်ချင်းဘောလုံးကိုသူ့အတင်းသားကိုလှန်ပေးလိုက်တယ်မပြတ်မကွက်နောက်တစ်ယောက်စီကိုပြေးသွားတယ်ဒါပေမဲ့သူကဘောလုံးကိုတခြားသူစီလှန်ပြီးသားပါသူတို့ပြုတ်မှုကြောင့်စိတ်ပြက်နေပြီးသွားကိုတောက်လျှောက်ချက်ပြီးစဉ်းစားတယ်ငါကိုယ်တိုင်ကိုမသိမ်းနိုင်ဘူးလားသူတို့ကဘောလုံးလွှဲတာမြန်လွန်းတယ်ဒါကနိုင်ငံအသင်းလားပုံမှန်အားဖြင့်ဘောလုံးလွှဲတဲ့လုပ်ငန်းစဉ်မှာအဆင့်၃ဆင့်ရှိတယ်ဘောလုံးကိုလက်ခံခြင်းပတ်ဝန်းကျင်ကိုကြည့်ရှုခြင်းဘောလုံးကိုလွှဲပေးခြင်းဒါပေမဲ့ယူဂျွန်ရှိမှမြင်ရတာကအပြာအသင်းကကျွမ်းကျင်စွာလွှဲပေးထားတဲ့ဘောလုံးပဲယူဂျွန်ကအပြည့်အဝလိုက်မရနိုင်ပဲစဉ်းစားတယ်သူတို့ကအဆင့်2ကိုလုံးဝကျော်လွှားသွားတယ်သူတို့ကပြိုင်ပွဲတစ်လျှောက်သူတို့အသင်းသားတွေရဲ့တီနေရာကိုအမြဲစောင့်ကြည့်နေကြတယ်ဒါကြောင့်သူတို့မှာအမြန်နှုံးမြင့်တဲ့ပတ်သက်ပေးမှုရှိတာပါကျွန်တော်ရဲ့လက်ရှိစွမ်းရည်နဲ့တော့ဒီအမြန်နှုံးကိုမလိုက်လံနိုင်ဘူးဒါပေမဲ့ဘာမှမလုပ်နိုင်ဘူးဆိုတာမဟုတ်ပါဘူးသူစဉ်းစားနေစဉ်မှာမင်းချောင်းရှိကိုအမြန်ပြေးသွားတယ်ယူဂျွန်ကိုမြင်လိုက်တဲ့အခါမှာသူဟာငြိမ်းချမ်းစွာပြုံးပြီးမင်းပြေးရင်ပင်ပန်းနေပြီလားဘာတွေကိုမလိုက်လံနိုင်တာကိုဘာကြောင့်မနားလဲတာလဲလို့မေးတယ်ပြောပြီးချိန်မှာဘောလုံးကိုအနားကလူကိုပေးလိုက်တယ်သူကဘောလုံးကိုဖမ်းပြီးအတက်စွာပြန်ပြောတဲ့ကောင်းတဲ့ပတ်သက်ပေးမှုပါဒါပေမဲ့ဘောလုံးကသူ့ရဲ့ခြေဝါးကိုထိမိခင်မှာကောင်လေးတစ်ယောက်ပြေးလာပြီးတားဆီးလိုက်တဲ့သူကရော18ခွဲပြိုင်ပွဲအတွက်ရှင်ပြိုင်နေတဲ့လီဂျုံစစ်အလဲခံမီဒီဖီးတာဖြစ်ပြီးဘောလုံးကိုဖမ်းပြီးယူဂျုံကိုအားပေးပြောတယ်တခါတရံမှာတော့တီးခံမှုလိုတဲ့လူငယ်ရေးမင်းရဲ့စိတ်သက်ကိုကြိုက်တဲ့ဘောလုံးကကွန်ရက်ထဲသို့ဝင်သွားနိုင်တဲ့အန္တရာယ်ကိုမြင်ပြီးမင်းချောင်းကကြီးမြတ်စွာခေါ်ဆိုတဲ့ကာကွယ်ဖို့ပြင်ဆင်ပါအပြာရောင်တင်းလုံးကချက်ချင်းဂျုံစစ်ပြေးသွားတဲ့လမ်းကြောင်းကိုတားဆီးလိုက်တဲ့သူကရမတ်ရဖို့လမ်းကြောင်းရှာဖွေနေပြီးမျက်နှာချင်းဆိုင်ပြောတယ်။ "OK မင်းရဲ့စိတ်ဓာတ်ကိုတုံ့ပြန်ဖို့ဘာတွေလုပ်နိုင်သေးလဲကြည့်ကြရအောင်"ပြောပြီးချိန်မှာဘောလုံးကိုကတော့လိုက်တယ်။ဘောလုံးဟာတယောက်ရဲ့ခြေထောက်ကိုထိတယ်။အဲ့ဒါကယူဂျွန်ရဲ့ခြေထောက်ပါသူယုံကြည်မှုရှိစွာပြုံးပြီးပြန်မေးတယ်။ဘာလုပ်နိုင်မလဲပြီးတော့ပြသပေးပါမယ်လို့ပြောတယ်။ပြောနေစဉ်မှာသူ့အရှိန်နဲ့ရန်သူကွန်ရက်စီကိုပြေးသွားတယ်။အားလုံးကိုထည့်သွင်းပြီးပြေးတယ်။ပြေးနေစဉ်မှာသူစဉ်းစားတယ်ဗဟိုမီဒီဖီဒါရဲ့ပတ်မှာတကယ်ထူးခြားတဲ့အရာတစ်ခုရှိတယ်လို့မျက်စိရှိမှာတော့အလင်းတိုင်နှလုံးမကြာခဏတောက်ပလာတယ်မရက်ပဲအလင်းတိုင်တစ်လုံးထပ်တောက်ပလာတယ်ပြီးတော့မျက်စိထိတွေ့တာကအလင်းတိုင်တောက်ပနေတဲ့သုံးလုံးဖြစ်ပြဒါပါလဲလို့စဉ်းစားစေတယ်အလင်းတိုင်သုံးလုံးတစ်ပြိုင်နက်တည်းပေါ်လာတာအမျိုးသားအသင်းကတကယ်တမ်းအဆင့်မြင့်တယ်ဒါပေမဲ့သူတို့ကကျွန်တော်ကနေဝေးလွန်းတယ်ပတ်ချက်ဖို့မတိုင်ခင်အကွာဝေးကိုရှော့ချဖို့လိုတယ်တခါတလေအတန်တစ်ခုကြားရတယ်ဟွမ်မင်းလဲမစိုးဘူးလိုက်တယ်မင်းကိုယ်တိုင်ကိုအရှက်မပေးခင်ပတ်ပေးလိုက်တာဘလို့လဲယူဂျုံကမျက်နှာရှိမှာကင်မင်ဆွန်းကတားဆီးနေတာမြင်ပြီးရက်တယ်ယခုကျွန်တော်ကျွမ်းကျင်မှုနဲ့သူ့ကိုကြော်လွှားနိုင်မလားဒါမှမဟုတ်ဘေးကင်းစွာကစားတင်လာလို့စဉ်းစားတယ်ပြီးတော့သူ့ရဲ့အတီးပြုစကားတွေကိုပြန်စဉ်းစားတယ်ငါကိုယ်တိုင်တက်တည်ပြမယ်ဒါကြောင့်သူဟာတစ်ချက်တည်းမပြောဘဲဟုတ်တယ်အခုမဟုတ်ရင်ဘယ်တော့လဲဆိုပြီးမင်းစွန်းစီကိုအမြန်ပြေးသွားပြီးလမ်းပေးပါလို့စူးစူးညံ့ညံ့ပြောတယ်မင်းစွန်းကရေမောပြီးမင်းကကိုပြက်ချင်တာကိုကြိုက်နေတာပေါ့လို့ပြောတယ်ယူဂျုံကပြန်ပေးတယ်မင်းပဲသူလဲမင်းကကင်မင်းစွန်းလား
ဘောလုံးဟာမင်းစွန်းနာကနီးလာတဲ့အချိန်မှာယူဂျွန်ကကျွမ်းကျင်စွာဘောလုံးကိုညာခြေထောက်စီသို့ထိုးပြေးပြီးသူ့စိတ်ထဲမှာသူ့ကိုကြော်ဖို့မဖြစ်မနေလိုတယ်လို့ထင်နေပြီးတော့သူဆက်လက်ပြေးသွားတယ်ဒါပေမဲ့မင်းစွန်းကပြောတယ်မင်းဟာမျှော်လင့်ထားသလိုပဲယူဂျွန်ကအာယုံမဆိုင်ပဲဆက်လက်ဘောလုံးကိုထိုးပြေးပြီးညာဘက်သွားတာကအလှဲ့ပဲတကယ်တော့ဘဲဘက်သွားချင်တာပဲလို့ထင်တယ်မိုးလျှောက်လိုက်တယ်လို့ယူဂျွန်ကကင်မင်းစွန်းကိုကြော်သွားနိုင်ခဲ့တယ်ကြော်သွားပြီးနောက်သူစိတ်ကောင်းပြီးကြော်သွားပြီးနောက်တစ်ယောက်ကိုလိုတယ်လို့ထင်နေစဉ်မှာမင်းစွန်းကနောက်ကနေမာယာရီမောပြီးမင်းကမျောလင့်ထားသလိုပဲလို့ပြောတယ်သူ့အတန်သားထောင်ပြီးယူဂျွန်ကအံ့အားသင့်ပြီးအလွန်လျင်မြန်တယ်လို့ထင်တယ်ဒါပေမဲ့ဘောလုံးကသူ့ခြေထောက်ကိုထိမိခင်မှာလူငယ်တစ်ယောက်ပြေးလာပြီးဘောလုံးကိုတားဆီးလိုက်တယ်သူက18ဖလားပြိုင်ပွဲမှာပါဝင်တဲ့ဂိုးလီဂျွန်စစ်ဖြစ်ပြီးဂိုးလီအလဲခံဖြစ်သူ